ခံစားချက်နဲ့ကြာရင်လူရဲ့ချစ်ကအရာတွေပြဲမတည်မြဲတဲ့လောကသဘောနဲ့လူရဲ့ချစ်လေးထို့သူပါပဲရာရာခံတဲ့ချက်နဲ့စီပေါင်းတွေများတယ်အလုံးမချလို့ခံမသိတော့တာစိတ်ရဲ့ခဏသာပြုမှုတွေတဲ့ခါပြန်ချစ်ကအပေါင်းတွေဖြစ်လာတယ်ဘာမပြောင်းလဲချစ်နေသူရှိတယ်ဘာဥစားတဲ့ကရှိနေခဲ့ပြီးချစ်တွေရောက်မပြဲရေဘူးဆုံးချစ်တဲ့ချစ်သူပဲရေဘူးဆုံးချစ်တဲ့ချစ်သူပဲ